ယနေ့ခေတ်လုံငန်းထဲမှာ page နဲ့ TikTok အကောင့်တော့သုံးနေကြပါပြီ။ဒါကြောင့် page နဲ့ TikTok အကောင့်တွေကိုချိန်ထားမယ်ဆိုတော့ပိုကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် page ကနေကိုယ့်ကိုသိတဲ့ customer တွေကနေပြီးတော့ TikTok အကောင့်ကိုလည်းအလွယ်တကူရှာနိုင်မှာဖြစ်ပြီးတော့ TikTok မှာကိုယ့်ကိုသိတဲ့ customer တွေကလည်းကိုယ့်ရဲ့ page ကိုအလွယ်တကူရှာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လို့ကိုယ့် page နဲ့ TikTok အကောင့်တွေကိုချိန်ထားခြင်းနဲ့ဆိုတော့ဒီ video လေးမှာပြောပြပါမယ်။ Okay ကျွန်တော်ရဲ့ page တွေကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ about ကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒီ about section တွေကိုနှိပ်ပေးပါ။ပြီးလို့ရှိရင် scroll down နဲ့အောက်ကိုဆင်းပါမယ်။ပြီးလို့ရှိရင်ဒီနေရာမှာမြင်တွေ့ရတဲ့ see your about info ကိုထပ်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်အခုလိုမျိုး add social link ဆိုပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်အခုလိုအောက်ဆုံးမှာမြင်တွေ့ရတဲ့ add new link ဆိုတော့ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့က TikTok ကိုထည့်မှာဖြစ်တဲ့အတွက် TikTok လေးကိုယူပြီးလို့ရပါတယ်။ဒါဆိုလို့ရှိရင်အခုမြင်တွေ့ရတဲ့ user name နေရာမှာကျွန်တော် TikTok account ရဲ့ user name တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ TikTok ကိုသွားပါမယ်။ Okay TikTok ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် TikTok account ရဲ့အောက်မှာရှိတဲ့ link လေးရှိပါတယ်။ဒီ user name လေးပါ။ဒါလေးကိုကျွန်တော်တို့ကနည်းနည်းကြာလေးဖိထားမယ်ဆိုရင် auto copy ပြီးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ link လေးကိုဖိထားပါမယ်။ဒါဆိုရင် copy ပေါ်လာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ page ကိုပြန်ပါပါမယ်။ဒီနေရာမှာကျွန်တော်တို့ကပြန်ပြီးတော့ page ချလိုက်ပါမယ်။ပြီးလို့ရှိရင် save ကိုနှိပ်ပေးလို့ရပါပြီ။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ TikTok account ကြီးကအခု page မှာချိန်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော် page ကိုပြန်ပြီးတော့ကြည့်ကြည့်ပါမယ်။ဒါကြောင့်မို့ back နဲ့ပြန်ပြီးတော့ထွက်လိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ဒီ about နေရာလေးမှာကျွန်တော်ရဲ့TikTok account တွေက page နဲ့ချိန်သွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒီ link လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် TikTok တွေကိုရောက်သွားမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော် TikTok account ကိုရောက်လာတာကိုတွေ့မြင်မှာဖြစ်ပါတယ်။အရင်ကလည်းပါနော်ချိန်ကြည့်လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်